Needle point. Hi guys, အမအခုဒီ needle point ဆိုတာလေးလုပ်ပြမယ်နော်အဲ့ဒါလေးလုပ်ပြဖို့အတွက်ကိုအမကဒီ transparent ဖြစ်တဲ့ကြိုးမြင်လေးတွေကိုစမ်းပြီးတော့သုံးပြမယ်နော်ဒီလိုမျိုးလာတာပါတယ်သူကဒီလိုတစ်လုံးအလုံးသေးလာသလိုအလုံးကြီးလာတာမျိုးလည်းရှိတယ်အဲ့ဒီဟာနဲ့ဒီဗမာပြည်မှာခေါ်တဲ့ရွှေဘူးနွယ်ပေါ့နော်ရွှေဘူးနွယ်ဆိုတဲ့ဟာတကယ်တော့သူကတော့ sapling ကွင်းလေးပဲနော် sapling ကွင်းလေးပဲအဲ့တော့ဒီမှာတကယ်ဆိုလို့ရှိရင်သူကဘယ်လိုလဲဆိုတော့ဒီဟာနဲ့အညီဖြတ်ထားတယ်ရတယ်ဒါပေမဲ့ကျမတို့မဖြတ်တော့ဘူးပြီးတော့မှပဲဖြတ်လိုက်တော့မယ်နော်အဲ့တော့အရင်ဆုံးသူ့ကိုကျမက sequence and number 6ကိုသုံးထားတယ် sequence and number 6နဲ့ဒီဟာပေါ့နော်နှစ်ကြိုးယူထားတယ်နှစ်ကြိုးယူထားပါဘယ်လိုလဲဆိုတော့ကြိုးကမြင်တာရဲ့ခိုင်ကျင်တာရဲ့ကြောက်ပေါ့နော်သူကတော့ဒီမှာ transparent အယောင်ဖြစ်တဲ့အတွက်ကြီးကြီးလေးဖြစ်နေတော့မြင်ကြမယ်မထင်ဘူးเนาะမကြိုးလေးကမမြင်ရအောင်ကိုမြင်တယ်ဆိုတော့အရင်ဆုံးသူ့ကိုဒီ wire ကြိုးလေးကိုเนาะသူ့အထက်ကိုထည့်လိုက်မယ်ထည့်ပြီးတဲ့အခါကျတော့ဒီဟာကိုပဲကိုကဘေးကနေပြီးတော့เนาะသူ့ရဲ့ဒီဟာဘေးကဒီ wire လေးကိုအုပ်ပြီးတော့ပဲချုပ်သွားလိုက်မယ်เนาะနောက်တစ်ခါထပ်ပြီးတော့အကွာအဝေးတော့ညီညီလေးလုပ်ရင်ပိုကောင်းတယ်เนาะဒါမှသူ့ရဲ့ဒီကအစ်စ်ကလေးတွေကဒီကျိုးဝင်တဲ့နေရာလေးတွေမှာမတိမတာလေးပေါ်တတ်တယ်ပေါ့နော်ဒီမှာမတို့ကဒီရွှေဘူးနွယ်လိုမျိုးတွေသုံးလို့ရတယ်လို့အမတို့ဒီ DMC ကြိုးတွေကိုလည်းအမတို့သုံးလို့ရတယ်ကြိုးမှမဟုတ်ပါဘူးပိတ်စလေးတွေနဲ့ဒီဇိုင်းဖော်ချင်တာပဲဖြစ်ဖြစ်လဲသုံးလို့ရတယ်အဲ့တော့သဘောကကိုလှုပ်ချင်တဲ့ materials တစ်ခုကိုဆွဲထားတဲ့ဒီဇိုင်းပေါ်ကိုတင်ပြီးတဲ့အခါကျတော့အယောင်တူတဲ့အချီကြိုးတော့၎င်းဒါမှမဟုတ်ရင်ဒီ DMC ကြိုးတွေနဲ့တော့၎င်းဒီခုန transparent ကြိုးတွေနဲ့တော့၎င်းအမတို့ကအခုလိုမျိုးလောက်သွားလို့ရတယ်ပေါ့နော်အဲ့ဒါ needle point လို့ခေါ်တာပေါ့အဲ့ဒါ needle point ကိုသုံးပြီးတော့သူတို့ကဒီ technique ပေါ့ needle point technique ကိုသုံးပြီးတော့အမတို့ကဒီ design တွေကိုဖန်တီးလို့ရပါတယ်နော်ဒီမှာဆိုရင်အမကဒီ DMC ရဲ့တချိုးတွေကိုယူပြီးတဲ့အခါကျတော့ဒီ DMC ဂျိုးနဲ့ဒီဇိုင်းပြန်ဖော်တာပေါ့အဓိကတော့အမအယောင်တူးချင်တာเนาะရောင်တူးချင်တော့ Sintu DMC ဂျိုးဝဲတဲ့တချိုးထုတ်ပြီးတဲ့အခါကျတော့သူ့ကိုဒီ needle point technique ကိုပဲဆက်ပြီးတော့မှဖန်တီးတော့မှာဖြစ်ပါတယ်เนาะ